တို့ရင်သွေးလီရီဒီတကဖက်ဖျားမေဖုန်ပင်လေးရဲ့နမေကတော့အပြုံးပဲဖြစ်ပါရဲ့နော်တခါတော့ကအမြဲတခုခုဆိုဒေါသထွက်တတ်တဲ့ဖြူဖြူဆိုတဲ့ကောင်မလေးရှိတယ်သူ့မေကြီးမှသူကြိုက်တာဝယ်မလိုက်လဲစိတ်တိုတယ်အမြဲစိတ်တိုနေတဲ့ဖြူဖြူကတနေ့တော့ညမှအိမ်မက်မက်တယ်အိမ်မက်ထဲမှာလူကြီးတယောက်ကသူ့ကိုကြည့်နေတယ်ဒါနဲ့သူလဲစိတ်တိုပြီးဘာလို့ကျမကိုကြည့်နေရလဲဆိုပြီးညံသွားတွေ့တာပေါ့အမြဲစိတ်ဆိုးတဲ့လက်ခလေးတွေကိုငါဖမ်းနေလို့ဖြိုးလိုက်တာပေါ့ဒီလူကြီးဟာတတိယဖြစ်မကောင်းဆိုးဝါအသွင်ပြောင်းပြီးဖြူဖြူကိုလိုက်ဖမ်းတာပေါ့ဖြူဖြူလည်းအယမ်းလန့်သွားပြီးထွက်ပြေးတာပေါ့ထူချိန်မှာပဲဖြူဖြူဟာအိမ်မက်ကလန့်နိုးသွားပြီးအယမ်းကြောက်နေတာပေါ့အယံကသူစိတ်တိုတဲ့အချင်းကလူတွေသူ့ကိုမချစ်တာကိုတွေးမိနေတာပေါ့ဖြူဖြူကစဉ်းစားပြီးဒီနေ့ကစပြီးငါအမြဲစိတ်မတိုးတော့ပဲအပြုံးလေးထားတော့မေးလို့ဆုံးဖြတ်လိုက်တယ်ထိုအချိန်မှစပြီးဖြူဖြူကအမြဲပြုံးရွှင်နေတော့လူချစ်လူခင်ပေါ်မြန်လာတော့တာပေါ့